ရလေးချင်မေဘီရိုစီကိုဘယ်တော့မှပြန်လာနိုင်တော့မှာမဟုတ်ဘူးဒါရဲ့ဒါတော့လက်ခံရမယ်နော်ဒါလေး ဒါတော့အိမ်ပြန်ရောက်လာပြီဖေဖေ ပြဿနာတစ်ခုခုဖြစ်လာပြီဆိုလို့ရှင်အဲ့ပြဿနာကိုဘယ်လိုဖြေရှင်းမှမသိဘူးရှောင်ထွက်သွားတတ်တာရှင်အကျင့် မင်းမရောက်လာလေဒါငါမင်းလာတော့မရဘူး ဒါပြီးလည်းညံကောင်းလိုက်တာလေဟိုတမလို့ဟိုတမလို့ ခမရကျုပ်ထဲအောင်မကြိုးစားနေတာလား တင်းငယ်လေကိုကနာနေတော့မတော်ပါနဲ့နော် ကိုအတက်တွေထမပိတ်မိနေလို့မရဘူး မင်းတော့ဘာရပြောရတယ်ဟမ်ဒုက္ခပဲကွာ ကိုကိုမတည်နိုင်တဲ့ဂတိတွေကိုလွယ်လွယ်မပေးပါနဲ့လား တာဖေဖေပြောတာနားနေတာ